အာရှအလဲပိုင်းမှာခြေခင်းလက်ခင်းသားပြီးလှပတဲ့ဥဇဘက်ကစ္စတန်နိုင်ငံမှာဂူအီအာမီလို့ခေါ်တဲ့ကဘာကျော်ဂူတင်ချိုင်းကြီးတစ်ခုတည်ရှိနေပါတယ်။ဒီနေရာဟာ14ရာစုတုန်းကလူပေါင်း18တန်းကျော်ကိုတပ်ဖြတ်ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်သူစစ်ဘရင်ကြီးတီမြူခေါ်ထမလိန်ကိုမြုပ်နှံထားတဲ့နေရာဖြစ်ပါတယ်။သူမသေးခင်မှာငါရဲ့အိပ်စက်မှုကိုနှောင့်ယှက်တဲ့သူဟာငါ့ထက်ဆိုးရွားတဲ့ကပ်ပေးစိုးကြီးနဲ့ကြုံတွေ့ရလိမ့်မယ်လို့ကြောက်မက်ခွေရကျိန်စာတိုက်ခဲ့ပါတယ်။နှစ်ပေါင်းရာကြီးကြားတဲ့အထိဒေသခံတွေကဒီကျိန်စာကိုယုံကြည်ပြီးဘယ်သူမှမထိရဲခဲ့ကြပါဘူး။ဒါပေမဲ့1940ခုနှစ်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဆိုဗီယက်ခေါင်းဆောင်စတာလင်ရဲ့အမိန့်နဲ့မော်စကိုကသိပ္ပံပညာရှင်အဖွဲ့ဟာတီမြူရဲ့ရုပ်အလောင်းကိုလေ့လာဖို့အတွက်ဒီဂူတင်ချိုင်းကိုဖွင့်ဖောက်ခဲ့ကြပါတယ်။ဂူမဖွင့်ခင်မှာဒေသခံအကြီးအကဲတွေကဒီဂူကိုဖွင့်ရင်စစ်ကွဲကြီးဖြစ်လိမ့်မယ်လို့လာရောက်တတိပေးခဲ့ပေမဲ့သိပ္ပံပညာရှင်တွေကရဲမောပြီးပယ်ချခဲ့ကြပါတယ်။ဇွန်လ20ရက်နေ့1940ခုနှစ်မှာတော့သူတို့ဟာကြောက်တလားအဖုံးကိုဖွင့်လိုက်ကြပြီးတီမြူရဲ့အယိုးစုကိုအပြင်တို့ထုတ်ယူခဲ့ကြပါတယ်။ထူးဆန်းတာကဂူဖွင့်လိုက်တဲ့အချိန်မှာပဲတခါလုံးမွေးကြိုင်တဲ့ရနံ့တင်းတင်းလေးတစ်ခုပြန့်လွင့်လာတာကိုသူတို့အားလုံးခံစားလိုက်ရပါတယ်။ကြောက်တလားရဲ့အတွင်းဘက်မှာငါတရားကနေပြန်နိုးထလာတဲ့နေ့ဟာကဘာကြီးတုံလို့မဲ့နေ့ဖြစ်တယ်လို့ထပ်မံရေးသားထားတာကိုတွေ့လိုက်ရပါတယ်။ကျင်းစာကတကယ်ပဲမှန်ခဲ့ပါတယ်။ဂူဖွင့်ပြီး2ရက်အကြာဇွန်လ22ရက်နေ့မှာပဲဟစ်တလာကဆိုဗီယက်ပြည်ထောင်စုကိုကျူးကျော်စစ်စတင်လိုက်ပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်ရဲ့အဆိုးရွားဆုံးတိုက်ပွဲတစ်ခုဖြစ်ပြီးဆိုဗီယက်ပြည်သူတန်းများစွာတည်ဆုံခဲ့ရတဲ့ Operation Barbarossa စစ်စင်ရေးကြီးဖြစ်ပါတယ်။စစ်ပွဲမှာဆိုဗီယက်တွေစက်တိုက်ရှုံးနိမ့်နေတာကြောင့်နောက်ဆုံးမှာစတာလင်ကိုယ်တိုင်ဒီကျင်းစာအကြောင်းကိုယုံကြည်လာခဲ့ရပါတယ်။ဒါကြောင့်1942ခုနှစ်နိုဝင်ဘာလမှာတီမြူရဲ့ရုပ်အလောင်းကိုအစ္စလာမ်ထုံးတမ်းစင်လာတဲ့အညီဂူထဲကိုပြန်လဲထည့်သွင်းပိတ်သိမ်းဖို့အမိန့်ပေးခဲ့ပါတယ်။ယုံကျင်စရာကောင်းလောက်အောင်ပါပဲဂူပြန်ပိတ်ပြီးရက်ပိုင်းအကြာမှာပဲဆိုဗီယက်တပ်တွေကစတာလင်ဂရက်စစ်ပွဲမှာနာဇီတွေကိုပထမဦးဆုံးအကြိမ်ပြန်လဲအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုလားချိန်စာကြောင့်ပလဲလားဆိုတာဘယ်သူမှမပြောနိုင်ပေမဲ့ဒီဖြစ်ရပ်ကတော့တမိုင်းမှာအံ့ဩစရာအကောင်ဆုံးဖြစ်ရပ်မှန်တစ်ခုအဖြစ်ကြန့်ရှိနေပါတယ်။